လာပါဘောလာပါဘောမနေ့ကပါပါဘောညာလေမူရီနိုင်ကမနေ့ဆောင်သေးတာပြီးတော့အဲ့လိုထိုင်းနေတဲ့တော့ပြလာအေးလာခဲ့မယ်နော်အော်သူ့အတွက်မနေ့ကသူ့ဝင်နေတဲ့ငါတော့အောင်ပါပဲဟဲ့အော်အမေမနေ့ကနဒီမွေးနေတဲ့အဲ့ဒါတပီးမနေ့ပြန်သွားမှာနော်မေအော်ဟုတ်ကဲ့ငယ်မရောအော်ငယ်မတော့ပြင်မဲ့သွားနေမနေ့ပြန်နဒီမွေးနေဖာဝဲပေးကောင်းမယ်တိဖုန်းလာမယ်ဖုန်းမဆက်လိုက်ပါဦးမယ်ဟယ်လိုနဒီဟွာလေငါလေးနေမွေးနေလေငါမလာတော့ဘူးနော်ငါနေမကောင်းတော့လို့ဟဲ့မနေ့ကငါမော်ဟင်းကနေသွားဆိုင်ရရင်ပြေသွားတော့နေမကောင်းတော့လို့ဟဲ့အေးကျေးဇူးပါငါညမတော့ပြောနေစမ်းပါနဲ့ဟဲ့ तू ကတော့အပြင်းမဲကိုထွက်နေတော့တာပါပဲဟဲ့ငါနေ့တော့မွေးနေ့ဆောင်ဝယ်ထားတယ်တိလာဟွာလေလက်ပြန်ငါလာပို့ပေးမယ်နော်အေးသူ့ကိုသွားခိုင်းလိုက်မယ်လေအေးရပါတယ်တကယ်ချင်းအဲ့ဆိုတာပဲနော်အေးဒါပဲနော်ငါအားနာလိုက်တာဟဲ့သူ့ငွေနဲ့တော့ငါဘာမှမဝယ်ပေးလိုက်ရအောင်ခေါင်းကြီးကြိုက်တယ်အမလေးနဒီရဲ့သမီးနဒီဒီပွားလေအန်ဒီရဲ့လေသမီးလေကျဲစင်နေမကောင်းဖြစ်နေတော့သမီးစိတ်ပိုင်းလိုက်ပို့လိုက်ပါလားသမီးလည်းတက်လားမပြည့်သမီးတကယ်ချင်းလာခေါ်လိုက်မယ်နော်အေးသမီးလေးသမီးအားနာရဲ့ရှင်ကလည်းသမီးလေသမီးကလေဒီနေ့သမီးအမေကဖိတ်ပေါ့လေသမီးကပေါ့ရပါတယ်အဲ့လိုလိုက်ပို့ပေးတာကျေးဇူးတင်သမီးလေးတွားလိုက်နော်တွားလိုက်သမီးခေါ်လိုက်တော့နော်အဲ့ဒီကသမီးဟိုမှာသူအောက်ဆင်းသွားပြီနော်သမီးအောက်ဆင်းပြီးသူအောက်မှာခေါ်လိုက်နော်သမီးအနီတော့အိမ်မှာဆောက်တယ်နော်အေးသူလည်းအောက်ဆင်းသွားပြီကျေးဇူးပါတော့သမီးရောမှာပတ်စံရပါတယ်သမီးပတ်စံလုပ်ပေးလို့မရအနီလည်းမေ့သွားတာပတ်စံသမီးနဲ့ထည့်ပေးလိုက်တယ်နော်ဒီလိုဆိုင်မလို့သမီးလေးအခုလိုအိမ်နီးနားချင်းကောင်းလေရှိတော့ရတတာပါတယ်ဟဲ့ငါသမီးလေးကောင်းပါလေသမီးတအေးစိတ်ချမ်းသာလိုက်တာဒါနဲ့ငါသမီးအငယ်မကိုဖုံးဆက်မရမယ်အငယ်မသမီးဘာလုပ်နေရလဲလောင်နဲ့မှဖြားနေတယ်စီကလေးပါလိုက်ဖို့တော့မသိဘူးအေးလာခဲ့ကြားလားဟုတ်ဘာဟုတ်လဲလာခဲ့တော့ဒါပဲအမေကလည်းဘာမှမသိဘူးဖုံးပဲဆက်နေတော့ဘာလဲအကြီးမနေမကောင်းတော့ငါလည်းမဆိုင်တာသူနေမကောင်းတော့ငါနေမကောင်းတာမှမဟုတ်ဒလောရလည်းပြောစရာကွာဘာလို့လို့ရမှမသိတော့သမီးလေးကျေးဇူးပါနော်သမီးကျေးဇူးပါနော်အနည်းသမီးလေးကိုစိတ်ကလိုက်ပို့ပေးလို့သူ့လေတခြားကြီးဆိုင်လို့ဆရာမ
စိတ်ချမ်းသာလိုက်တာဟဲ့ငါသမီးလေးငါသမီးကိုနိုင်ငံခြားထွက်ဖို့လုပ်ရအောင်ပဲဟိုဘက်အိမ်ကကလေးနဒီရဲ့အမေနဲ့ငါနဲ့တိုင်နေရမယ်အောင်ပါလေဟွာတကယ်ချင်းဟွာလေငါတို့သမီးနှစ်ယောက်ကိုလေနေ့သမီးနဲ့ငါသမီးကိုလေဂျပန်ပို့ဖို့လေငါစဉ်းစားထားတယ်နေရောလက်ခံလားအေးအဲ့သမီးနဲ့တော့ငါသမီးနဲ့ခေါ်ရတယ်နော်အေးလို့အဲ့လိုလေငါစဉ်းစားထားတာလေစဉ်းစားထားတာမဆိုပါဘူးသူတို့ကဘာသာပြန်နေပါလေမခိုင်းရအောင်ပဲအေးအဲ့တော့စီစဉ်ရမယ်သူတို့ကိုကြောင်းနဲ့ထားရမယ်သူတို့ကိုအမှပဲအလုပ်လုပ်ခိုင်းရမယ်နော်အေးလက်ဆက်နော်ဒီသမီးလေးရောလက်သမီးအငယ်မလေးရောကြောင်းနေပါလေကြောင်းနေတာစနေတန်းပြရမှာအငယ်မကိုပြောမိပါလေသူ grade 12ဆောင်ပွဲလက်ကြရတယ်အကြီးနာနေပါတော့အငယ်မဆွဲနော်အဲ့အမှန်ပါပဲဟွာလေဂျပန်တင်တဲ့တစ်ခုကိုတွေ့ထားတယ်ဟွာရွှေပြည်သာနားမှာကောင်းစုဆန်ကျောင်းသားမှာလေအနားမှာတော်တော်ကောင်းတယ်လို့ပြောရတယ်အဲ့ဒါကောင်းစုဆန်ကျောင်းကလည်းတော်တော်ကောင်းတယ်ဘောလားဆောင်ပြီးပါရတယ်ဟုတ်တယ်လေအဲ့ဒါသမီးကြီးမအောင်ကောင်းစုဆန်မှာပဲထားတာသူတို့ရဲ့ကောင်းစုဆန်မှာပဲပြောကြတာကောင်းစုဆန်လောက်တော်ရေးရရကောင်းတယ်စာလည်းအတင်ကြကောင်းပါဒီပါရကောင်းစိတ်ချပါဘောဟုတ်တယ်အခုကတော့ကျောင်းဒီမှာအဲ့လိုဖြစ်နေကြကောက်ဆုဆရာအဲ့လိုတခြားစီဟုတ်တယ်နောက်ပြီးတော့ခိုးထွက်နေတာမှာဆီယာမတွေဂျူတီဆီယာမတွေဆီယာတွေအများကြီးရဟုတ်ပါကျောင်းတော့မှလည်းဂိမ်းဆောင်နေလည်းအများကြီးတကယ်ကြည့်ငါတို့တရားလည်းကောက်ဆုဆရာမငယ်တော့တက်ခဲ့ကြရနော်ဟုတ်ပါကောက်ဆုဆရာမတို့ငယ်လေးတွေကဖွင့်လာဆိုတော့ငါတို့လည်းကျောင်းအခုတော့ငါတို့ကောက်ဆုဆရာမဆီယာမတွေဖြစ်ကုန်လာပြီဂျပန်တင်နန်းလေးကိုလေစုံစမ်းပြီးွားရင်ငါလည်းအပ်ပြီးွားရင်လည်းမြို့လည်းကအပ်ဟိုဟာနေ့သမီးကိုလည်းကအပ်ပြီးပြီးအဲ့မလက်ပြသူတို့ကျောင်းထားပေးရတော့မယ်ကျောင်းရဘယ်ရက်တက်ဟိုဟာသူက6ရက်တက်ရတယ်တပတ်မှာ6ရက်ပဲတက်ရတယ်ကျောင်းလောက်ကတော့တန်ပါတယ်တစ်လ5သိန်းပါပဲတစ်လ5000ပါပဲသူတို့တွေကဘယ်ရက်တက်ရတော့2လပဲတက်ရမှာနောက်ပြီးတော့2လတက်ပြီးွားသူတို့ကသူတို့စရိတ်နဲ့လက်လက်ဖြတ်ပြီးတော့သူတို့ပတ်စံနဲ့ဂျပန်ကိုတန်းပို့တာတန်းကောင်းပါတယ်ဆိုတော့အဲ့ဒါဆိုလဲသူတို့ဗလိုက်ပြန်ကြဂျပန်တင်တန်းကိုတက်ပေးဖို့ပဲရပါပြီအဲ့ဒါလေအငယ်မတို့အငယ်မရောပြောနေတယ်သူကလေပိုင်ငယ်ချင်းနဲ့အပြေးတယ်သူကပြည့်ညမိုးချုပ်မှတင်ရတယ်ဒီလိုက်ပါလေမထားခိုင်းရအောင်နော်ငယ်လေးပဲရှိနေတယ်အေးဟုတ်တယ်ဟိုကလေအကြီးမတော့ဖုန်းတော့မကြည့်ဘူးသူ့ဖုန်းအစ်စ်ဝယ်ပေးထားတယ်သူမျိုးနေ iPhone သူဖုန်းတော့မကြည့်ဘူးသူ့အမကိုသူ့ညီမကိုပေးလိုက်အဲ့ဒါလမ်းပြောတာဒီလည်းအဲ့တိုင်းပဲဖုန်းဝယ်ပေးထားတယ် iPhone 6ကြည့်ပြီးတော့စားလိုက်ခိုင်းတယ်ဟုတ်တယ်အဲ့ဒါကြောင့်ပဲတော့ဝဲအောင်ကြအမသမီးရဲ့ဒီနဲ့စားလို့ကျန်တဲ့စားလို့တရားလေဟုတ်တယ်လေသူတို့မြောက်ကအတိုင်းခွန်ညီကြတယ်လေကျမတို့အငယ်တော့ကတော့ပေါ့ချိန်နေတယ်သိလားဟုတ်တယ်အဲ့ဒါကကျမလည်းအိတ်သွားလာတယ်အိတ်ကဆက်ပြီးရှိသေးတယ်ဆရာမရဲ့တော့တောင်းလေးအသက်ချရအဲ့ဆိုလေကျမဟိုအလုပ်တွေဟင်းနေသွားချက်လိုက်အောင်မယ်နော်ငါသမီးအကြီးမတော့အငယ်မမလိမ္မာတလားအကြီးမရောလိမ္မာငါထားဟုတ်တယ်လက်ဖြန်ကြချလောက်ပါဘူးအပိုင်းလေးကလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်